ငွေရောင်နဂါးမလေးခင်ဗျာမှာတော့ရှက်နဲ့ပဲစောင်းလေးခြုံလို့နေရပါတော့တယ်ငါအားနေနေတော့အခွင့်အရေးယူဖို့မစင်းစားနဲ့တော့အလောတကြီးမဆုံးဖြတ်မိစေနဲ့ဆိုပြီးငွေရောင်နဂါးမလေးတယောက်လူရင်ကိုချင်းချောက်ကြည့်လိုက်ပါတယ်လီယွန်တယောက်ကတော့ငွေရောင်နဂါးမလေးကိုစိုက်ကြည့်ကအားနေတယ်ဟုတ်လားအဲ့ဒီအချိန်တုန်းကငါလည်းအားနေခဲ့တာပဲလေငါနိုးလာတော့ရေကိုတောင်ကင်ဖို့အားမရှိတဲ့အချိန်မှာမင်းငါ့ကိုအတင်းကျပ်လုပ်ပြီးငကားတစ်စိတ်ကိုဖိနှိပ်ခဲ့တာလေအဲ့ဒီတုန်းကရောမင်းငါ့ကိုခွင့်ရေးပေးခဲ့လို့လားဆိုပြီးလီယွန်တယောက်သူခံစားခဲ့ရတာတွေကိုငွေရောင်နဂါးမလေးကိုပြောလို့နေပါတော့တယ်ငွေရောင်နဂါးမလေးကတော့ထတာမထနိုင်တာပါထပ်ပြီးတော့လီယွန်ကိုချင်းချောက်နေသေးပါပဲငါပြန်ကောင်းလာရင်ဘာလို့မိမလဲမသိဘူးနော်မင်းနောင်နာရမယ့်ကိစ္စတွေမလုပ်မိစေနဲ့ဆိုပြီးလီယွန်ကိုချင်းချောက်ကြည့်လိုက်ပါတယ်လီယွန်တယောက်ကတော့ချင်းချင်းနာနာနဲ့ပဲနောင်နာလားမရပါဘူးချစ်စနီးလေးရဲ့ဆိုပြီးငွေရောင်နဂါးမလေးကိုပွေ့ချလိုက်ပါတော့တယ်ငွေရောင်နဂါးမလေးခင်ဗျာမှာတော့မျက်နှာကလေးနီရဲလာကရှက်ချက်နဲ့လီယွန်ကိုကြည့်လို့နေတာပေါ့ပြီးတော့လေလီယွန်တယောက်ဒီဆုံးဖြတ်ချက်ကငါဘဝမှာအကောင်းဆုံးချခဲ့တဲ့ဆုံးဖြတ်ချက်ပဲဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်လီယွန်တယောက်ဘာဒီကြံစီနေသလဲဆိုတာကိုတော့မသိပေမဲ့ဘာလို့မလဲဆိုတာကတော့ဘရိုးနေနဲ့သိလောက်မှာပါလီယွန်တယောက်ကတော့ငွေရောင်နဂါးမလေးကိုပွေ့ချတိုင်းရဲ့နောက်ဖက်တောင်ကုန်းချေတိုးစီကိုခေါ်လို့လာခဲ့ပါတော့တယ်ငွေရောင်နဂါးမလေးကတော့လီယွန်ကိုလှုပ်ဆမ်းမှယူကောင်ဆိုပြီးပြောလို့နေတော့တာပေါ့ကျွန်တော်တို့ရဲ့လီယွန်ကလည်းငွေရောင်နဂါးမလေးကိုမလှုပ်နဲ့ပြုတ်ကြလိမ့်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ငွေရောင်နဂါးမလေးကတော့သူအားနေနေတဲ့အချိန်အခွန်ကောင်းယူတဲ့လီယွန်ကိုဒေါသအကြီးတွေနဲ့ကြည့်လို့နေပါတော့တယ်ငါမှသာခွန်အားတွေအပြည့်ရှိနေမယ်ဆိုရင်ဒီလူကိုမြေကြီးမှာပြပြဝူအောင်ရိုက်ချနေလောက်ပြီဆိုပြီးငွေရောင်နဂါးမလေးတယောက်စိတ်ထဲမှာလီယွန်ကိုကျုံးဝါလို့နေပါတော့တယ်လီယွန်တယောက်ကတော့သူကြိုတင်ကျဲစီထားတဲ့အတိုင်းချယ်ရီတစ်ပင်ကြီးရဲ့ခြေမှာငွေရောင်နဂါးမလေးကိုအသာရလေးချလိုက်ပါတယ်ငွေရောင်နဂါးမလေးကတော့လီယွန်ကိုငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲဆိုပြီးမေးလို့လာတာပေါ့အခုကြည့်နေတဲ့ဘရိုတို့ကဂိမ်းစောတဲ့သူတယောက်ဆိုရင် in game item တွေကိုတနေရာထဲမှာရမယ် channel လေးကိုပြောချင်ပါတယ်အဲ့ဒါကတော့ M Square ကပဲ game shop ပဲဖြစ်ပါတယ်ဒီ channel မှာဆိုရင်တော့ mobile ချက်တိုင်း PUBG HOK တုံငင်တို့ပါရတဲ့အပြင် mobile ချက်ကောက်ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ်M Square ကပဲ game shop မှာလာရောက်စုံစမ်းနိုင်ပါတယ်။အော်ဒါနဲ့ RC က 100% စိတ်ချရတာဖြစ်လို့ comment ရဲ့ link ကနေ Telegram channel လေးကိုလာရောက် join မိကြဖို့ပြောချင်ပါတယ်ဗျ။လီယွန်တယောက်ကတော့သူလုံးမဲ့ season တွေကိုငွေအောင်နဂါးမလီကိုပြောလို့လာပါတယ်။မင်းအိပ်ပျော်နေတော့မင်းကြိုက်တဲ့နေရာတွေကိုလိုက်ပြီးတော့စုံစမ်းထားတာ။ဒီညအတွက်တော့ဒီနေရာပထမဆုံးလုံးမဲ့နေရာပဲဆိုပြီးငွေအောင်နဂါးမလီကိုပြောလိုက်ပါတယ်။လီယွန်ရဲ့စကားကြောင့်ငွေအောင်နဂါးမလီခင်ဗျခဏတာပြောရစကားတွေပျောက်ဆုံးလို့သွားရပါတော့တယ်။ငါပြန်ကောင်းလာရင်နင်းဖင်ကိုပိတ်ကန်ပြစ်မယ်ဆိုပြီးလီယွန်ကိုချင်းဝါလို့နေလိုက်ပါသေးတယ်။လီယွန်တယောက်ကတော့သူတို့အခုရောက်နေတဲ့နေရာကနေငွေအောင်နဂါးရေးတဲ့ကြီးကိုပြိုင်ဟိုမှာတွေ့လားဒီနေရာကနေဆိုရင်မင်းရဲ့ရေးတိုက်တစ်ခုလုံးမြင်ရတယ်လေနောက်ဆုံးမှာတော့ငွေရောင်နဂါးမလေးတယောက်လီယွန်ကသူ့ကိုဘာလို့ဒီလိုလုပ်လဲဆိုတာကိုသိလို့တော့ပါတော့တယ်ဗာလေနင်ကနေရဲ့မွေးရဲ့မြေတုန်းကကိစ္စတော့ငါ့ကိုဂလက်သားချစ်ချတာလားဆိုပြီးလီယွန်ကိုမေးလိုက်ပါတယ်လီယွန်တယောက်ကတော့လုပ်ငန်းစားဖို့အတွက်ရင်ဘတ်ကျဲသီးခဲ့ပါဖြိုရင်နဂါးအမှတ်သားပါထုတ်လာကအမှန်ပဲကိုပြူတက်ကန်ကိုတန်ပြက်လာတဲ့စကားလုံးကမင်းတွေ့ထင်နေဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်လီယွန်တယောက်နဂါးအမှတ်သားကိုထုတ်လို့လာတာကြောင့်မို့လို့ငွေရောင်နဂါးမလေးစီမှာလည်းတက်ပြက်တက်ရောက်မှုတွေဖြစ်လို့လာပါတော့တယ်ငွေရောင်နဂါးမလေးတယောက်အဲ့လိုဖြစ်နေတာကိုလီယွန်ကတော့ကျင်းနေလို့နေပါတော့တယ်ငါလူသားဆိုပေမဲ့ငါမှလည်းပြင်းထန်တဲ့ကလသားချေစိတ်တော့ရှိတယ်ဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်ထပ်ပြီးတော့လေလီယွန်တယောက်ငွေရောင်နဂါးမလေးကသူ့ကိုလှုပ်ခဲ့တယ်လို့မျိုးငွေရောင်နဂါးမလေးရဲ့ဘာပြင်လေးကိုကင်ကဟိုမှာတီချာကြီးဆိုပြီးငွေရောင်နဂါးရဲတိုက်ရှိရစီကိုလက်ညှိုးထုတ်ပြလိုက်ပါတယ်အဲ့ဒါကမင်းရဲ့ဂုတ်သိက္ခာတွေမန်မာနာတွေရှိတဲ့နေရာပဲဒါပေမဲ့အခုတော့ငါပြူးသမျှနူးရတော့မယ်ဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်အဲ့ဒီနောက်လီယွန်တယောက်ငွေရောင်နဂါးမလေးကိုအားနဲ့ဖိလိုက်ကမင်းအနိုင်ယူခဲ့တဲ့နဂါးသူရဲ့ကောင်တယောက်စီကနေပြန်ပြီးအနိုင်ကျင့်ခံရတာဘလို့ခံစားရလဲဆိုပြီးငွေရောင်နဂါးမလေးကိုစလိုက်ပါသေးတယ်လီယွန်တယောက်ကတော့ငွေရောင်နဂါးမလေးရဲ့ပခုံးလေးကိုကြိုက်ရတာမင်းလုပ်ခဲ့တဲ့အရာတော့ငါပြန်ယူတာပဲဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်ငွေရောင်နဂါးမလေးကတော့ပြန်ပြီးတော့ခုခံချင်ပေမဲ့လီယွန်ပြူးသမျှကိုနူးလို့နေရပါတော့တယ်ငွေရောင်နဂါးမလေးတယောက်ချက်ချင်းပဲသူ့ရဲ့စိတ်တွေကိုပြန်ပြီးတော့စူးစီးကငါသူ့ကိုလွယ်လွယ်နဲ့ဒီလိုရှုံးပေးလိုက်လို့မဖြစ်ဘူးပြန်ပြီးတော့ခုခံရမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ်ငွေရောင်နဂါးမလေးတယောက်ချက်ချင်းပဲခုခံတဲ့အနေနဲ့သူ့ရဲ့လက်ကျန်ဆွမ်းအားတွေကိုစူးစီးကနဂါးအမီထွက်လို့လာပြီးလီယွန်ရဲ့ညာဘက်လက်မောင်းကိုဆွဲလိုက်ပါတော့တယ်လီယွန်တယောက်ကတော့နဂါးမီလာဟာငါတော့ရှော့ပြီသူ့မှာလက်ကျန်ဆွမ်းရည်ရှိသေးတာလားဆိုပြီးစိုးရင်လို့သွားပါတော့တယ်ငွေရောင်နဂါးမလေးတယောက်ကတော့လီယွန်ကိုဆူရှားတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကမင်းကငါ့ကိုဒီလိုမျိုးနဲ့အရှက်ရအောင်လုပ်ချင်တာလားဒါပေမဲ့ဒီကိစ္စပြီးရင်ငါ့ရဲ့ရက်ဆက်တဲ့ဂလက်စားချီမှုကိုမင်းခံရလိုက်မယ်ဆိုတော့မြင်မြတ်မှတ်ထားဆိုပြီးလီယွန်ကိုတတိပေးလိုက်ပါတယ်ငွေရောင်နဂါးမလေးတယောက်လက်ကျန်ဆွမ်းရည်အကုန်လုံးကိုနဂါးမီးပေါ်မှာတုံးလိုက်တာကိုတတိထားမိတော့တဲ့လီယွန်တယောက်ကတော့အောင်းလိုင်းသူပြုံးနဲ့အနာဂတ်ကိုပြုံးနေပါနဲ့ကွာကိုကပြစ်စုံပံမှာပဲနေထိုင်တာဆိုပြီးငွေရောင်နဂါးမလေးကိုပြောလိုက်ပါတယ်ဒီလိုနဲ့ပဲလာအောင်ဖျားပြီးအေးချင်းနေတဲ့ချေတိုးထဲမှာဆိုရင်တော့မတဲ့တူနေတဲ့ငွေရောင်နဂါးမလေးနဲ့လီယွန်တို့နှစ်ယောက်သားရန်ဖြစ်လို့နေကြပါတော့တယ်လီယွန်တယောက်ကတော့ညတာကရှိပါတယ်ကိုယ့်ရဲ့ဂလက်သားချီမဲ့ခီးလန်ကအခုမှစတာပါကိုယ့်ရဲ့ချစ်စနီးလေးရဲ့ဆိုပြီးငွေရောင်နဂါးမလေးကိုစားလိုက်ပါသေးတယ်ဒီလိုနဲ့ပဲနောက်တစ်နေ့မနက်ကိုရောက်ရှိလို့လာပါပြီအခန်းကတော့ငွေရောင်နဂါးဘရင်မရဲ့အခန်းပဲဖြစ်ပါတယ်လီယွန်တယောက်အိပ်ပျော်နေတဲ့ငွေရောင်နဂါးမလေးကိုမှုရပေါ်ကိုချက်ကဖူးနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီဆိုပြီးသူပါလှည့်အိပ်လိုက်ပါတယ်လီယွန်တယောက်ကတော့သူ့ရဲ့အစီအစဉ်တွေကိုပြန်တွေးလို့ကြည့်ရင်ငါလည်းတညာလုံးလက်ပတ်လို့သွားထားရတာဆိုတော့အတော်လေးပင်မနေပြီးအနားယူတာပဲကောင်းပါတယ်လေဆိုပြီးတွေးလို့နေပါတော့တယ်ကျွန်တော်ပြောချင်တာကလီယွန်တယောက်သူ့ရဲ့အစီအစဉ်တွေအတိုင်းငွေရောင်နဂါးမလေးကိုနေရာပေါင်းစုံကိုခေါ်ပြီး
စနောက်လို့နေတာကိုပြောချင်တာပါဘရိုတို့ထင်သလိုမျိုးလုံးဝမဟုတ်ပါဘူးဘာလို့လဲဆိုတော့လီယွန်ကကျွန်တော်လိုမျိုးကိုချင်းတရားကောင်းတဲ့လူမျိုးဖြစ်နေလို့ပါပဲလီယွန်တယောက်ဝင်ရောက်နဂါမလေးရဲ့ကာဝယ်မိတ်ပြီးအိပ်ပျော်နေတဲ့ပုံစံလေးကိုကြည့်ကဒါပေမဲ့သူကတော့ကျင်းနေခဲ့တဲ့ပုံပဲဘာလို့လဲဆိုတော့နှစ်ချက်ချက်ကိုအိပ်ပျော်နေတာဆိုပြီးလီယွန်တယောက်တွေးလို့နေပါတော့တယ်ခဏကြာမှလီယွန်တယောက်ကျင်းနေတယ်ဟုတ်လားငါသူ့ကိုကလသားချနေတာမဟုတ်ဘူးလားလီယွန်တယောက်မဟုတ်တယ်ငါသူ့ကိုကလသားချတာအောင်မြင်တယ်ဘာလို့လဲဆိုတော့သူ့ကိုကြိုက်ဆုံးနေရာတွေမှာငါသူ့ကိုနိုင်ကျင်းခဲ့တာပဲလေဒီတစ်ခါကလသားချတာအောင်မြင်တယ်ဆိုပြီးလီယွန်တယောက်တွေးလို့နေပါတော့တယ်လီယွန်တယောက်အိတ်နေရာမှာထလာကဝင်ရောက်နဂါမလေးကိုကြည့်ရင်ဟုတ်တယ်ဘာပဲဖြစ်ဖြစ်အစီကန်နေမတွေ့ခင်ငါရဲ့ခုံငါအရင်ပြန်သိနေပြီးတော့ငါတို့ရဲ့ဆက်ဆံရေးကနေအချိန်ကလွဲပြီးတခန်းထဲမှာအတူတူအိပ်ရလောက်တဲ့အထိကောင်းမွန်တဲ့ဆက်ဆံရေးမျိုးလည်းမဟုတ်မနေပြန်ဘူးလေလီယွန်တယောက်အဲ့လိုရုပ်တရက်ထားပြန်မလို့လှုပ်တုံးမှာပဲဝင်ရောက်နဂါမလေးရဲ့လက်ကလေးကလီယွန်ရဲ့အိမ်ကိုဆွဲလို့လာခဲ့ပါတယ်ဝင်ရောက်နဂါမလေးပေါ်ရမ်းချစ်တဲ့လူနဲ့လီယွန်ကလည်းဘာဖြစ်တာလဲပေါ့ဝင်ရောက်နဂါမလေးတယောက်အိမ်နေရာမှာရောက်ပြီးအေးတယ်ဖတ်ထားပြီးပါလားလီယွန်ရဲ့ဆိုပြီးပြောလို့လာပါတယ်အစားကတော့လီယွန်တယောက်ဝင်ရောက်နဂါမလေးကသူ့ကိုအယူလုပ်နေတယ်လို့ထင်လို့နေတာပေါ့ဒါပေမဲ့လည်းဝင်ရောက်နဂါမလေးပေါ်ရမ်းချစ်တဲ့လူနဲ့လီယွန်တယောက်ကတော့သူ့ရဲ့အိမ်စားကိုဆွဲလာတဲ့ဝင်ရောက်နဂါမလေးရဲ့လက်ကလေးကိုကင်ကစောင်းလေးကိုအတူတူခြုံရင်းဝင်ရောက်နဂါမလေးရဲ့နွေးတဲ့ရအောင်လို့ဆိုပြီးသူကရုံးဝင်ပြီးအိတ်လိုက်ပါတော့တယ်